ဘလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီညမှာတော့ကမ္ဘာဖလားပရိသတ်တွေရင်ခုန်စိတ်လှုပ်ရှားပွဲစောင့်ကြည့်ရမယ်ပွဲကြီးပွဲတစ်ကောင်တစ်ပွဲရောက်ရှိလို့လာပါပြီခင်ဗျာအဲ့ဒါကတော့အုပ်စုအိုင်ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ပြင်သစ်နဲ့စီနီဂေါတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲဟာတာမန်အုပ်စုတစ်ပွဲမဟုတ်ပါဘူးလွန်ခဲ့တဲ့24နှစ်2002ကမ္ဘာဖလားတုန်းကလက်ရှိချန်ပီယံပြင်သစ်အသင်းကိုစီနီဂေါတို့ကတကူကိုမရှိဆိုတဲ့ရလဒ်နဲ့အန်အားသင့်ပွဲအနိုင်ယူပြီးကမ္ဘာကြီးကိုတုံလုံးစေခဲ့တဲ့သမိုင်းကြောင်းလည်းရှိခဲ့ပါတယ်ဒီညမှာကောစီနီဂေါတို့သမိုင်းတကြောပြန်နိုင်မလားပြင်သစ်တို့ကပဲကစားချေမလားဆိုတာစောင့်ကြည့်ဖို့ကောင်းနေပါပြီပထမဆုံးရေပန်းစားဆုံးပြင်သစ်အသင်းကိုကြည့်အောင်ဗျာလက်ရှိကမ္ဘာဖလားရဲ့အဓိကပုံဆွဲဖို့ရေပန်းစားဆုံးအသင်းဖြစ်ပြီးတိုက်စစ်မှုအမ်ဘပေကဥဆောင်လာမှာဖြစ်ပါတယ်ပြင်သစ်အသင်းရဲ့အဓိကအားသာချက်ကတော့တိုက်စစ်နဲ့ကွင်းလယ်ပိုင်းမှာကမ္ဘာအဆင့်ကစားသမားတွေစုံလင်နေတာပဲဖြစ်ပါတယ်အမ်ဘပေရဲ့လျှက်စီးလိုမြန်နှုံးတွေဒမ်ဘီလီရဲ့ဖန်တီးမှုတွေချူအာမန်နီကန်တီတို့ရဲ့ကွင်းလယ်ကြောက်ဆောင်တွေဟာစီနီဂေါအသင်းတို့တော့တကယ်ကိုအိမ်မဆိုးကြီးဖြစ်လာနိုင်ပါတယ်ပြင်သစ်တို့ရဲ့ရီမန်းချက်ကတော့တခုတည်းပါပဲအဖွင့်ပွဲမှာ၃မှတ်အပြည့်အနိုင်ယူပြီးတမိုင်းကျွေးကိုပြန်ဆက်ဖို့ပါဒါပေမဲ့အာဖရိကရဲ့ချင်းသေးကြီးများလို့တင်စားကြတဲ့စီနီဂေါအသင်းကိုလည်းရှော့မတွက်စေချင်ပါဘူးစီနီဂေါအသင်းဟာခန္ဓာကိုယ်ကြန့်ခိုင်မှုပိုင်းမှာအလွန်တောင့်တင်းပြီးခန်းစစ်ကစားပုံကျစ်လက်တဲ့အသင်းမှာဝါရင်ခန်းစစ်မူကြီးကိုလီဘာလီကခန်းစစ်ကိုဥဆောင်လာမှာဖြစ်ပြီးတိုက်စစ်မှာတော့ဝါရင်တိုက်စစ်မူစာဒီယိုမာနီနဲ့အတူနီကိုလက်ဂျက်ဆင်တို့ကပြင်သစ်အသင်းရဲ့ခန်းစစ်ကိုဒုက္ခပေးဖို့ချောင်းမြောင်းနေမှာပဲဖြစ်ပါတယ်သူတို့ရဲ့ကွင်းလယ်ဖျက်ထုတ်မှုတွေဟာပြင်သစ်အသင်းရဲ့တိုက်စစ်အရှိန်ကိုဘယ်လောက်ထိတားဆီးနိုင်လဲဆိုတာဒီပွဲရဲ့အဆုံးဖြတ်ဖြစ်လာနိုင်ပါတယ်ဒီပွဲမှာတော့ပြင်သစ်အသင်းက 4-2-3-1 ကစားကွက်နဲ့ထွက်ရှိလို့လာမှာဖြစ်ပြီးအမ်ဘပေဒမ်ဘီလီအိုလီဆေးတို့ရဲ့တိုက်စစ်တွဲကိုမြင်တွေ့ရမှာဖြစ်ပါတယ်စီနီဂေါတို့ကတော့4-3-3ပုံစံနဲ့ပြင်သစ်အသင်းကိုပွဲစားကလေးကလူကက်ဖြတ်တောက်ပြီးတံပြန်တိုက်စစ်နဲ့ဒုက္ခပေးဖို့စ조사လာအောင်မှာဖြစ်ပါတယ်တေချာတာကတော့ပွဲစားကလေးကပြင်သစ်ကဆိုမိုပြီးစီနီဂေါကပိတ်ဆို့မဲ့အနေအထားကိုမြင်တွေ့ရမှာပါပွဲကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့စီနီဂေါရဲ့ရုန်းကန်မှုကိုမြင်တွေ့ရမှာဖြစ်ပြီးလက်ရှိပြင်သစ်အသင်းရဲ့လူစည်းအတိတ်အနက်နဲ့အမ်ဘပေရဲ့ဂိမ်းအလှည့်ပြောင်းလုံနိုင်စွမ်းကပဲပြင်သစ်အသင်းကိုအနိုင်၃မှတ်ရရှိစေပါလိမ့်မယ်ကျွန်တော်ကတော့ပြင်သစ်အသင်းကို2-9မရှိနဲ့သို့မဟုတ်2-9နဲ့အနိုင်ရပြီးတမိုင်းကျွေးကိုပြန်ဆက်နိုင်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်ခင်ဗျာပရိသတ်ကြီးကဒီပွဲမှာဘယ်အသင်းနိုင်ရသွားမယ်ထင်လဲဘယ်လိုရလက်မျိုးတွေထွက်လာမလဲဆိုတာ comment မှာဝင်ရောက်ခန့်မှန်းပေးကြပါဦး